50 ml ကျင်းလဲတူတယ်3000ဝန်းကျင်ကျင်းလဲတူတယ် sensitive skin တွေကစားသုံးလို့ရတယ်ဒီနှစ်ခုကိုကြိုက်တာရောမကြိုက်တာရောပြောပြပေးမယ်ဒီနှစ်ခုကို compare လုပ်မယ်ပေါ့နော်တကယ်လို့သိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုအဆုံးထိကြည့်သွားပြီအဲ့တော့ဒါလေးကိုအရင်ဆုံးသုံးမယ်နော်ဒါလေးကိုပြလိုက်မယ်နော်ဒီ young skin လေးကတော့အရင်တော့လည်းသုံးပြအခုပါတယ်သူရဲ့ texture လေးကတော့ဒီလိုကြဲကြဲလေးပါကြဲအေးလေးပေါ့နော်ဒါလေးကတော့ young skin မှာကဲဒီဘက်ချမ်းကိုကြတော့ဒေါက်တာကြီးလေးသုံးမယ်နော်ကဲဒေါက်တာကြီးလေးကိုကြတော့ဒီဘက်ချမ်းကိုသုံးပြပါမယ်သူ့ရဲ့ texture လေးကတော့ကျဲတဲ့အစင်တော့မဟုတ်ဘူးပေါ့နော်ကျဲတဲ့အစင်မဟုတ်ဘူးအမို့ဒါလေးကိုသုံးကြည့်နေတာဆိုလို့ရှိရင်တော့3-4ရက်လောက်တော့ရှိပြီပေါ့နော်အမို့ကအခုဒါမျက်နှာကအောက်ကနိုးရည်လေးပဲလိမ့်ထားတာပေါ့နော်အခုကဒါမျက်ခုံးမွေးဆွဲထားတယ် eyeliner နှာခမ်းလေးပဲစိုးထားတယ်ပေါ့နော်မနက်ပိုင်းမလို့နိုးရည်လေးတော့နည်းနည်းလေးခံထားတယ်ပေါ့အသားရည်6ကြီးဖြစ်မှာဆိုလို့ပေါ့နော်သူကစလိမ့်တဲ့ချိန်မှာလို့ပွေးလေးပေါ့နော်အမို့ဒါကိုသုံးကြည့်တဲ့အခါမှာရလက်ကဘလို့ဖြစ်လဲဆိုတော့ဒီဘက်ကဥစ္စာတော့အေးကြဲကြဲလေးအဲ့အကြောင့်မလို့စောင်းနှင်းနေဆိုအရန်ကြိုက်တယ်ပေါ့နော် moisture တောင်ထပ်လိမ့်စရာမလိုအဲ့အကြောင့်မလို့မမိုးကဒီ young skin ကိုကြတော့စောင်းနှင်းပိုင်းကိုညှော်တာပေါ့နော်ဒါသူ့ရဲ့အားသာချက်ပါဒီဒေါက်တာကြီးကိုကြတော့မမို့တာအခုဒါမနေ့ပိုင်းလိမ့်ပြတာပေါ့နော်နှိကင်းပိုင်းနေလဲမမို့ကတစ်ခါထပ်သုံးတာကိုထပ်သုံးတဲ့ခါကျတော့ तू ကစိတ်ကတ်တာတော်တော်လေးကိုလုံးဝစိတ်ကတ်တာမရှိဘူးနော်ပြီးလို့ရှိရင်အစီပြန်တာကပို့ပြီးတော့တက်တာတယ်ပေါ့နော်သူကကြတော့ तू ကအဆိုဓာတ်ကိုနည်းနည်းပို့ပေးထားတာဖြစ်တဲ့အတွက်အစီပြန်တယ်လို့ဖြစ်တယ်အစီပြန်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါနှစ်ခုဒီလိုရှင်းလိုက်တဲ့အခါကျလို့ရှိရင် तू ကအစီပြန်တာပို့ပြီးတက်တာတယ်ပေါ့နော်အဲ့တော့အခုအေးပိုင်းကနေပြီးအပူပိုင်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဒေါက်တာကြီးပို့အစီပြေတယ်မမို့ကလည်းစိတ်ကတ်တာမကြိုက်ဘူးအဲ့လိုမျိုးအစီပြန်တာလုံးဝမကြိုက်တဲ့လူဆိုတော့ဒေါက်တာကြီးကိုပို့ပြီးကြိုက်တယ်ပေါ့နော်အဲ့တော့ကိုကြိုက်တာကိုရွေးချယ်လို့ရတယ်အဲ့တော့ပစ္စည်းတွေဒီကောင်းတယ်မကောင်းဘူးလည်းမဆိုင်ဘူးပေါ့နော်ကိုယ့်ရဲ့လိုအပ်ချက်ကိုယ့်ရဲ့အကြိုက်ပေါ်မူတည်ပြီးတော့ပို့ပြီးတော့ရွေးချယ်ကြတာပေါ့နော်သူ့ရဲ့အားသာချက်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီဝက်ချန်သမားတွေဒီ breakout သမားတွေပေါ့နော်ဝက်ချန်ထွက်နေတဲ့သူတွေတောင်မှသုံးလို့အဆင်ပြေတယ်ဒေါက်တာကြီးဆိုတာကတော့ငကိုကလေးကကောင်းမလေးရဲ့ရှင်ထဲမှာနေရာယူပြီးသား brand ပေါ့နော်အဲ့တော့အခုချိန်ဒီလည်းကောင်းနေစက်ကောင်းနေမြဲပါပဲအခုဒါလိမ့်ပြီးတော့သွားစလိမ့်တဲ့ချိန်မှာဒါဖွေးတာတွေ့လားအခုချိန်မှာကျတော့တဆင်လေးပေါ့နော်ဟိုအစင်ပြေသွားတယ်တွေ့လားတသားလေးကြာသွားတယ်အဲ့ဒါကိုမမို့ကတော့အရန်ကြိုက်တယ်ပြီးမမို့ကပေါင်တာပဲသုံးပြီးတော့ sunscreen နဲ့ပဲတနေကုန်နေတဲ့လူဆိုတော့အဲ့လိုလူမျိုးတွေအရန်ကိုအစင်ပြေတယ်ပေါ့နော်ပစ္စည်းကလည်းလိုတလောက်တောင်ဝယ်လို့မရဘူးပေါ့နော်အခုဆိုပစ္စည်းကရှားနေတာအဲ့တော့လိုချင်တဲ့သူတွေ order တင်ထားလို့ရပါတယ်